မြန်မာနိုင်ငံမှာရှိတယ်ပေါ့နော်တက္ကသိုလ်အခုတော့ ဒီပြန်တက်ကတော့ နီးပြန်တက္ကသိုလ်ဘာဖြစ်လို့လဲကိုကိုယ်တိုင်တက် ကျွန် လို့ တော်တက်ခဲ့လို့ အမတက်ခဲ့ တောင်းကြီးပဲ တောင်ကြီးမှာဟုတ်ပြီနီးပညာတက္ကသိုလ်အဖြေကဟုတ်တယ်နံပါတ်1နံပါတ်1လို့နေမြန်မာနိုင်ငံရဲ့တက္ကသိုလ်ဆိုတော့ အရှိပိုင်းတက္ကသိုလ် အရှိပိုင်းတက္ကသိုလ်အရှိနဲ့တော့ဘာကွာလဲညီမအဖြေကပါဦးတဲ့ကဲဘာလို့မလဲကိုပေါ့ပြင်အောင်ပြင်လား ကိုကိုဖြစ် နေရာယူပါโอเคညီမပြောင်းပါဘယ်မှာတက်ခဲ့ ဟောတဘူး ဟမ်ဘာမှ မောင်ကျောင်း ရောက်ဖုံးကြောင်းပါ မောင်ကလည်းမောင်ဖြေပြီးတော့တက်တော့မတက်တာဒီအနုပညာလောက်ကရဝင်လာ အော်ဟုတ်ပြီဒါလည်းလွယ်လွယ်လေးပါနော်မြန်မာနိုင်ငံမှာရှိတဲ့ဘယ်တက္ကသိုလ်တွေပါသူများတွေပါလေခေါ်လို့လိုက်ဘူးလေ အာရေချောင်းတက်တော့ ဟုတ်လားဟာဒီကြောင့်ဘဲလေးမိုက်တော့ ချောတယ် အဲ့တော့သွားကြည့်ရလားဟုတ်လားကန်ကြည့်လားညီလေးဟုတ်လားကန်ကြည့်ချောတယ်သူကန်ကြည့်အောင်ရေချောင်းอ่ะဆိုတော့โอเค ရေချောင်းတက်တော့ ရေချောင်းတက္ကသိုလ်ဖြေပြီနော်ဟုတ်လားမြန်မာနိုင်ငံမှာရှိတဲ့တက္ကသိုလ်ရေချောင်းအဖြေကနောက်မြန်မာနိုင်ငံမှာရှိတဲ့တက္ကသိုလ်တစ်ခုလောက် တကုံတက်တော့ တကုံဟုတ်ပြီတကုံရောက်ဘူးလား ရောက်ဘူးလေ ဟုတ်လားဘယ်သူပြောအောင်အဖြေကဟုတ်ပြီဒါကြောင့်မြန်မာနိုင်ငံမှာရှိတဲ့တက္ကသိုလ်တစ်ခုလောက် စီးပွားရေးတက္ကသိုလ် စီးပွားရေးတက္ကသိုလ်ဘယ်တက္ကသိုလ်ဆင်းလား ကျွန်တော်တက္ကသိုလ် တက္ကသိုလ်ဟုတ်ပြီအဖြေကကပ်တင်လဲလာပြီမြန်မာနိုင်ငံမှာရှိတဲ့တက္ကသိုလ်တစ်ခုလောက် စေးတက်တော့ စေးတက္ကသိုလ်ဘယ်နားမှာရှိရသေးလား တည်ရ ဘယ်နားမှာ ရှန်ကုန်ရဲ့မကွေးမကွေးရဲ့ မဟုတ်ဘူးလေရန်ကုန်ဆိုရင်ဘယ်နားမှာလဲ ရှန်ကုန်ကမသိဘူးရှန်ကုန်မှမကြောက်လား ဟုတ်တော့တောင်ကြီးရလားကြည့်ပါလားပုံစံကြည့်လိုက်အဖြေကဟုတ်ပြီ